ကျွန်တော်ဒီနေ့တော့တကယ်ကျွန်တော်ရမင်းဘာလေးချက်ပြမလဲဆိုတော့လေဒီမှာမယန်းသီးလေးကြော်ပြမလို့ဘာပြနေပြီးတော့မယန်းသီးကြောက်ကလေးတွေမှားထားတာလေပြီးတော့ရမင်းမနေ့ကညတညလုံးရေစိမ်ထားလိုက်တယ်ရေစိမ်ပြီးတော့ရေဦးမဆိုရင်တော့ဒါလေးတွေလှီးတာပေါ့နော်ဒါပေမဲ့လှီးပင်ပဲလေဒီအထက်ကအခွန်မာကြီးရကြတော့လေမမာကြီးတွေဖြစ်တယ်အဲ့ဒီအခွန်ကြီးတွေကိုဖယ်ထုတ်လိုက်ပြန်ရင်လည်းအချင်းတက်ကမရှိတော့အဲ့တော့ရမင်းကအခုဒီတစ်ခါဘယ်လိုလုပ်မလဲဆိုတော့ရမင်းရဲ့လက်ကျိတ်ဆက်ကလေးပေါ့နော်လက်ကျိတ်ဆက်ကလေးနဲ့ရမင်းထည့်ကျိတ်လိုက်မယ်ဒီတစ်ခါအဲ့လိုထည့်ကျိတ်ပြီးတော့လှုပ်ကြည့်လိုက်မယ်သူ့ကိုအဲ့ဖက်ကြီးတွေကိုဝါလို့မြန်ရလာမလားလို့ပေါ့နော်မယန်းသီးကြော်လေးချင်းလေးကလည်းစားကြတယ်လीနော်အဲ့ဒါနဲ့ရမင်းအခုအဲ့ဒါလေးကိုဒီလက်ကျိတ်ဆက်ကလေးနဲ့ထည့်ပြီးတော့ကျိတ်လိုက်ပါမယ်မယန်းသီးကြော်စားကြတဲ့အတွက်ဗမာပြည်မှာဆိုတော့လက်ဆက်တော့ရတာပေါ့နော်ကိုရီဒီမှာလက်ဆက်မရဘူးကျိတ်တာတော့နည်းနည်းမာကြီးရဲ့နားလိုက်ပဲပြန်ပြီးရမှာပြတ်သွားတာကြည့်လိုက်အောင်ပြတ်လားမပြတ်ဘူးမသိဘူးအခွန်ကြီးကအခွန်ကြီးကကြိတ်တာတော့မှအခွန်ကြီးကအဲ့လိုမပြတ်ဘူးတော့အခွန်ကြီးကမှကြောမပြတ်ဘူးနည်းနည်းထပ်ကြိတ်ကြည့်လိုက်အောင်ပါအဲ့ဒါမနေ့ကရေစိမ်ထားတာမနေ့ကညတညလုံးရေစိမ်ထားလိုက်တာဒီနေ့တကယ်ကကန်ကောင်းတယ်ဒီကဒီမှာလေဒီမှာအဲ့ဒီမာကတ်ဆိုင်မှာမကြီးသီးစိမ့်အနည်းလေးရောင်းတာသူကထားတိုးတာနဲ့သူဝယ်ရွက်ကြော်ထားတယ်ဒီမှာလည်းမကြီးသီးစိမ့်လေးတွေဝယ်ပြီးကြော်ထားတယ်ကောင်းတယ်သူကမကြီးသီးစိမ့်မရှိတော့ဒီလောက်ပဲရမယ်နဲ့တူတယ်နော်ဒီလောက်ပဲကြော်ကြည့်လိုက်မယ်အဲ့ဒီဖလက်ကြီးတွေမကြေတော့လဲဝါပြီးထွေးထုတ်ပေါ့ကွယ်နော်ဝါပြီးထွေးထုတ်ပေါ့ဒါတော့ဘာမှပြလက်ဆက်မြန်းသီးနဲ့တော့မရဘူးမြန်းသီးကြောင်းနဲ့တော့ရတာပေါ့ကွယ်ဒါမြန်းသီးလေးကိုကြော်ကြပါမယ်ပြီးရင်တော့ရမင်းကလေအိန္ဒိယဆိုင်ကနေပြီးတော့လေတိုရှေလုတ်တဲ့အမှုတ်ဝယ်ထားရပေါ့နော်အဲ့ဒါလေးကိုနောက်နေ့ကြလို့ဆိုရင် breakfast မှာတိုရှေကလည်းချက်ချင်းစားမှကောင်းတာနော်ချက်ချင်းစားမှကောင်းတာဆိုတော့အဲ့ဒါနောက်နေ့ကြလို့ဆိုရင်တိုရှေလေးလှုပ်စားဖို့တော့ကိုဒီနေ့ပဲဟင်းလေးနဲ့အာလူလေးနဲ့အဲ့လိုလေးချက်ထားမှဒီမှာအာလူလေးလည်းနည်းနည်းပေါ့နော်လှုပ်ထားတယ်အဲ့ဆိုရင်မင်းဒါလေးတွေဆက်ကြော်လိုက်ပါအောင်မယ်ကဲတကယ်ချင်းတို့ဒီမှာစီအိုးတည်ထားတာတွေကရပြီဆိုတော့ရမင်းကဒီမှာစက်သွန်လေးနဲ့စက်သွန်ဖြူလေးနဲ့ကိုထည့်လိုက်ပါပြီစက်သွန်အများတော့ဆူပေါ့နော်ဆူကတော့ရမင်းကြော်ပြီးတော့ထည့်လိုက်တာပါဒီကလေစီလေးအိတ်လေးနဲ့ပေါ့နော်စီလေးမြုပ်ပြီးတော့ထားခြင်းနဲ့တော့စီလေးနည်းနည်းပို့ထည့်ထားပါတယ်နော်စက်သွန်လေးကိုထည့်ပြီးတော့ပြီဆိုရင်တော့ဒီမင်းတို့ပါထည့်မယ်ဆိုတော့စိမ်းစားငါပြီးထည့်ပါမယ်စိမ်းစားငါပြီးရောလေရမင်းကလေအရင်အများကြီးတော့ထည့်ထားဘူးဒီလောက်လေးပဲထည့်လိုက်မယ်ဘာဖြစ်လို့လဲဆိုတော့လေဒီရန်ဒီကတအားချင်မှမချင်လားမသိဘူးနောက်တော့6တန်းထားတာဟုတ်6တန်းထားပြီးရင်တိတ်မချင်တတ်တော့ဘူးစိမ်းကိုချက်ရတာနဲ့ရန်ဒီလက်ဆက်ကိုချက်ရတာနဲ့မတူဘူးနော်မတူဘူးဆိုတော့အဲ့ဒါနဲ့အဲ့ဒီကြတော့ဒီနေ့ကစိမ်းစားပြီးလေးကိုလည်းနည်းနည်းလေး short ထည့်ထားတယ်ပြီးရင်ဒီဆိုကြောက်တော့ပါလို့ထည့်ဦးမှာနဲ့ဆိုတော့လေစိမ်းစားပြီးလေးအနံ့မွေးလာတဲ့အထိလုပ်လိုက်မှာပေါ့နော်စက်တော်နီကဟိုလိုမျိုးလေဒီရွက်ကျွတ်သွားကြမလို့နော်နည်းနည်းနွားပြီဆိုရင်ရပြီဘာလို့ဆိုတော့သူကရန်သီးလေးနဲ့ရောပြီးတော့အနှစ်ကလေးဖြစ်သွားလို့ပါနော်ဒီလိုမျိုးဆင်းစားငါပြီးအနံ့လေးမွေးလာပြီဆိုရင်တော့ဘာထည့်မလဲဆိုတော့စနွေးမုတ်လေးနည်းနည်းထည့်ပါမယ်ရောင်တင်မှုတော့ရများထည့်ထားဘူးမြူတီမှုတ်ထည့်မှာမဟုတ်ဘူးခွဲခြားမှုပေါ့နော်ခွဲခြားမှုထည့်မှာဟုတ်လို့ပါ
ပြီးရင်တော့အစုံချောက်ပါဒီနေ့ရဲ့အစုံချောက်ဘူးလေးကတော့ကြီးလိုက်တို့ရဲ့chocolateဘူးလေးကိုပဲပြန်ပြီးတော့လှုပ်ထားလိုက်တာအစုံချောက်လေးအစုံချောက်လေးထည့်ပါမယ်ရမ်းပြီးရမ်းမများတဲ့တော့အစုံချောက်ပဲရမ်းမများတော့ဘူးချောက်က6ပြီးတော့6နေပြီးသားကိုဆိုတော့နည်းနည်းလေးအနံ့လေးပြန်မှုလာရင်ဒီလုပ်မှာပေါ့နော်ပြီးသွားရင်ဒီနေ့ခွဲချောင်းလေးထည့်ပါမယ်ခွဲချောင်းဆိုတာဟိုလိုမျိုးခွဲချောင်းကြမ်းတော့မဟုတ်ဘူးပေါ့နော်ရမ်းခွဲချောင်းကြမ်းတော့မဟုတ်ပါဘူးဒီလောက်အနေထားခွဲချောင်းပေါ့နော်ဒါလေးထည့်ပါမယ်ရန်ဆက်ဆက်ကြီးလည်းမစားနိုင်တော့ရန်ဆက်ဆက်ကြီးစားနိုင်တော့လည်းဆက်ထည့်လိုက်ရအောင်နော်ဒီနေ့ရန်ဒီလေးလောက်ထားတာလေနဲသွားလာတော့မသိဘူးအနှစ်တည်းကလှုပ်ရင်းလှုပ်နေအနှစ်တည်းကညားတယ်လို့ခံစားနေရတယ်အဲ့တော့ဒါလေးတွေကြားပြီးဆိုရင်ဒီနေ့ရန်ဒီလေးတွေကြိတ်ထားတာထည့်လိုက်ပါမယ်ရန်ဒီကချင်းတက်တော့ရှိတယ်ရင်းနှီးကြည့်ရလေအချင်းတက်တော့ရှိတယ်ဒါမဲ့အဲ့လိုအရင်ကြီးမချင်မှဆိုလို့မရတော့ဗမာကြီးမှာဆိုရင်တော့လလဆဆကလေးကြော်စားရတအားကောင်းပါနော်အဲ့လိုမျိုးလေးတွေဘယ်တော့မှစားရမလဲဘယ်တော့မှစားရမလဲဆိုတော့အရေးမထွက်ဘူးဒီနေ့ကြီးနေနဲ့ပြန်ထည့်ပေးရရန်ဒီကြောက်ကိုပြောရနော်အခါအနာကောက်မှလည်းကြောက်ရတယ်ရန်ဒီကြောက်ကြီးကိုနည်းနည်းလေးဟိုဟာဖြစ်သွားလို့ဒီနေ့ဒီကြိတ်ထားတဲ့ဟာမျိုးဒီလေးနည်းနည်းချင်းထည့်လိုက်ပါနော်ဒီလည်းနည်းနည်းလေးချောလိုက်မနော်ဒီဒီလေးနဲ့လောက်ပြန်အောင်လို့တို့ဒီလေးထည့်ထားဒီလေးနည်းနည်းလေးထည့်ရမှာအဲ့ဒီညံဒီကနည်းနည်းလေးညံနူးရနူးသွားမလားလို့ဆိုပြီးတော့ဒီလေးနည်းနည်းလေးထည့်လိုက်မနော်ဒီနားလိုက်ကြံနေပြီးတော့လေနားနူးသွားလားဒီမှာဒီအလွမ်းကြီးစားစရာလေးတွေလေစားကြတာဟုတ်ဟောနီးကြည့်လိုက်မယ်နီးကြည့်လိုက်လို့ညံဒီကချင်းတော့တော့ကောက်ကိုမကြည့်နဲ့ထည့်လိုက်နည်းနည်းချင်းလေးနဲ့ငါပြစ်ချက်ကလေးစားတယ်ညနော်ညံဒီအမရရရေးစိတ်တာညံဒီ6ကိုထုတ်ထားတာနဲသွားညံဒီကြောက်ပြရှိသေးတယ်ပို့ထားတာလေရှိပေမဲ့နဲသွားတာထုတ်ထားတာချင်းချုံလေးဆက်ဆက်ကလေးချင်းချုံလေးဆက်ဆက်ကလေးပါလေအမေကနည်းနည်းပို့ချအောင်လို့နေမှာဒီလေးချော်လာအောင်ဒါကနည်းနည်းပို့ချအောင်လို့မကြည့်ပြီးအမှုန့်လေးနည်းနည်းထည့်မယ်နော်တော့ယူလိုက်အောင်
ဒီမင်းဒီဟာကိုနည်းနည်းလေးပို့ချင်းချင်တာလေမာဒီမာဆိုရင်တော့မယန်းသီးလေးဆက်ဆက်ဆိုထပ်ပြီးတော့ထည့်လိုက်လို့ရတယ်အခုမယန်းသီးကြောက်ကရှိပေမဲ့အချောက်ကိုရင်စရသေးဘူးဒါကြတော့နည်းနည်းအချင်းပေါ့နေလို့အချင်းလေးနည်းနည်းကူထည့်ပြီးလိုက် sorry ပါအချင်းလေးနည်းနည်းကူထည့်ပြီးပြီးသွားရင်ဒီလိုဟိုဟာစားလေးနဲ့ချုံပုံလေးနဲ့ပါထည့်မယ်ပေါ့နော်စားလေးနည်းနည်းထည့်မယ်ချုံပုံလေးနည်းနည်းထည့်မယ်ချုံမုံမသုံးတဲ့လူတွေကတော့ချုံမုံအစားထိုးကြက်မှုတ်တို့ဓာကြီးမှုံတို့ဟိုအတီးရွက်ကထုတ်တဲ့အမှုံတွေရှိပါတယ်နော်အဲ့ဒါတွေအစားထိုးပြီးတော့သုံးဆွဲကြပါရှင့်အမေလည်းဘယ်ဟာပဲသုံးဆွဲပါတန်စီလွန်ပေးပါနော်ဒီမကတော့ချုံမှုံလေးသုံးနေတဲ့အတွက်ချုံမှုံလေးထည့်ရပါနော်သူရဲ့ဟိုမယန်းသီးရဲ့ခွန်ရတော့လေအချောက်ထမ်းထားတဲ့အတွက်ပြော့မသွားဘူးရှင်အဲ့ဒါကြောင့်ဟိုဟာလေလက်ဆက်ကိုကြော်တာလေအကောင်းဆုံးပဲနော်ဒါမဲ့လည်းအခုမရှိတော့လေရှိတာကိုကြော်စားရတာပေါ့ဉာဏ်တည်းလို့ဆိုတိစုဖက်ကလေးကြော်ထားတာမျိုးကြိုက်တာရှင်ဉာဏ်ဒီဘက်ကလေးနဲ့ဆိုတိစုဖက်ကလေးနဲ့အဲ့ဒါဆိုတော့ယမင်းတို့မြန်တီကြော်ပြီးရပါပြီမြန်တီငပိချက်ခေါ်မှာပေါ့နော်မြန်တီငပိချက်ရပါပြီယမင်းပြပြမနော်လာပါမြန်တီငပိချက်မြန်တီကြော်ပြီးရပါပြီဆိုဖတ်ဆိုအီမှုမှုလေးပါပြီးရင်တော့ယမင်းဟိုမှာတိုရှင်နဲ့တိုးစားကိုအာလူလေးနဲ့ပဲကလေးနဲ့ချက်လိုက်ပါအောင်မရှင်ဒီနေ့ဖို့တော့ဒါလေးပါပဲယမင်းရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့တကယ်ချင်းနဲ့အားလုံးကျေးဇူးတင်ပါတယ် thank you ပါ bye bye ကျွန်တော်ရေဒါလေးကတော့တိုရှင်နဲ့တိုးစားဖို့ပဲဟင်းလေးချက်နေတာပါပဲဟင်းလေးကိုယမင်းကကလေးပဲနဲ့လည်းမဟုတ်ဘဲနဲ့ပဲနီလေးနဲ့ချက်ထားတာပါဒီလေးကိုတက်လွတ်ကလေးပေါ့နော်စီလည်းမထည့်ထားဘူးတိုရှင်နဲ့တိုးစားမှာပေါ့လို့အာလူလေးတွေအဲ့လိုတေးလေးတွေလုပ်ထားပြီးတော့ဇီယာတို့လင်းချင်းပွင့်တို့ထည့်ထားတယ်ပြီးတော့ပြင်းတော့တင်ရွက်ကလေးထည့်ပြီးတော့ဆလာလေးအုပ်ထားပါတယ်ဒီတိုင်းလေးပဲရိုးရိုးရှင်းရှင်းလေးပဲချက်ထားကြည့်တာပေါ့နော်ဟိုကလေးပဲလည်းမဟုတ်ပါဘူးရှင်ပဲနီလေးနဲ့ချက်ထားတာပါနော်အဲ့ဒါနည်းနည်းခပ်ပစ်ကလေးနဲ့အာလူလေးတွေနူးရဲထိချက်လိုက်ပါမယ်တကယ်တူရှင်နဲ့စားတဲ့ပဲဟင်းဟုတ်ရှင်မဟုတ်မှာပေါ့နော်ယမင်းစားကောင်းအောင်လို့ချက်ထားတဲ့ပဲဟင်းလေးပါနော်ဒါလေးကတော့ယမင်းဝယ်ထားတဲ့တူရှင်ထုတ်ကလေးပေါ့နော်ဒါလေးကိုကိုရေဖြော်ရမှာရှင်ဒါလေးကိုကိုရေဖြော်မှာသူကဒီထဲမှာသူတို့ ready made သူကဒီထဲမှာသူတို့ ready ပါပါတယ်အဲ့ဒါလေးကိုယမင်းမနက်ခင်းကြမှာရေဖြော်မယ်မနက်ခင်းမဖြော်လဲညခင်းကျရင်ရေဖြော်ပြီးတော့သူ့ကိုတညဒီစိန်ထားလိုက်မယ်ဒီစိန်ထားပြီးမနက်ခင်းကျရင်လှုပ်ရှားကြည့်ပါမယ်ဒါလေးကတော့ယမင်းကိုလှုပ်ရှားဖို့ဝယ်ထားတဲ့တိုရှင်ဘူးလေးပေါ့နော် ready made လေးပါဟိုဒါလေးကတော့ပဲဟင်းရည်လေးချက်လိုက်ပါအောင်မယ်တိုးစားဖို့တော့ပဲဟင်းလေးပါအာမီလေးလည်းနူးပြီးတော့ပဲလေးလည်းနူးမြည်ပြီးတော့နည်းနည်းခပ်ပစ်ကလေးဖြစ်တော့အောင်ပစ်ကလေးပဲချက်ထားတာပါရှင်တကယ်ကျွန်တော်ရေဟမှာတော့ပဲဟင်းလေးကရပါပြီဟိုမှာပစ်ကလေးဖြစ်သွားပြီအာလူလေးတွေလည်းနူးတင်တော့နူးကုန်ပြီအတုံးလည်းမပြတ်ခင်ပါတော့အာလူလေးတွေအတုံးလေးလည်းမပြတ်သွားအောင်လို့ပဲဟင်းလေးလည်းပစ်ကလေးဖြစ်နေတဲ့အချိန်မှာယမင်းမီးပေးလိုက်ပါတော့မယ်နှခင်းကြမှာလူရှိကလေးလောက်ပါမယ်ဒီဒါလေးကတော့ပစ်ကလေးနဲ့ပေါ့နော်ပစ်ကလေးနဲ့ပဲဟင်းလေးရပါပြီရှင်မီးပေးလိုက်ပါမယ်ရှင်ကျွန်တော်နေ့လည်စာလေးစားကြပါအောင်ဒါလေးကတော့ဒီနေ့ကြော်ထားတယ်မယန်းတီငပိချက်ကလေးပါဒါလေးကတော့ဟိုနေ့ကကျန်တဲ့ပစုံဟင်းလေးပေါ့နော်ဒါကတော့ Costco ဝယ်ခဲ့ရတဲ့ချက်ကိုပဲဒီလိုနှွင်ချုပ်လိုက်တာပေါ့နော်ဒါလေးကတော့တူရှိနဲ့စားမယ်ဆိုပြီးရမင်းချက်ထားတဲ့ပဲဟင်းလေးပါအဲ့ဒီ Costco ချက်သားလေးကိုကတော့လေ Trezen လေးနဲ့တို့စားရမ်းကောင်းတယ်ရှင်သူနဲ့ရမ်းလိုက်ဖက်တယ်ဒီဘက်ကတော့ဆက်လက်ကလေးပါဆက်လက်ကလေးနဲ့ဒီမယန်းတီငပိကြော်လေးနဲ့စားပါမယ်တကယ်ချင်းတို့အားလုံးလည်းထမင်းစားမိန်ကြပါစေရှင် Thank you ပါ Bye bye